ကျမလည်းနေငယ်တက်တေခံချင်ပါတယ်လို့ကျမတော့တက်တေခံချင်တော့အများကြီးရှိပါလေဒါပေမဲ့လူတွေအားလုံးမြင်နေမှာကျမကသူတဖြစ်လို့ယောဂကြောက်ကပ်ပေါ့နော်အဲ့ဒါဖြစ်ပါတယ်လို့ဒါပေမဲ့ကျမအမြဲတမ်းပြောနေတယ်နော်ကျမလုံခဲ့တဲ့အချိန်မှာကျမကြောက်ကပ်နဲ့ပတ်သက်ပြီးကျမအရန်ပြောက်ချင်တဲ့ဆန္ဒတွေကျမမှအမြဲတမ်းရှိခဲ့တယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုလည်းကျမအချင်းကျမပေါ်မျိုးဒီဆရာဝန်တွေနဲ့ကျမပြသရတဲ့အခါမှာအမြဲတမ်းဒီကြောက်ကိုအမြဲတမ်းခွဲဖို့ပဲကျမကအမြဲတမ်းဆရာဝန်တွေအမြဲတမ်းပြောခဲ့တယ်ပေါ့ဒါပေမဲ့ကျမကဘလောက်ပဲနာဘလောက်ပဲဖြားဘလောက်ပဲယောဂဘလို့ပဲဖြစ်ကျမရဲ့အချိန်ဟာကျမအားလက်တန်နဲ့အမြဲတမ်းကျမဟာဖျားเจ้าမှာကျမရောက်လိရှိတယ်လို့ကျမဘာမှမသိဘူးမတတ်ဘူးဒါပေမဲ့လေကျမရှိတဲ့အချိန်လေးကိုကျမကအမြဲတမ်းဖျားခင်ကိုကျမစက်ကတ်တဲ့အတိုင်းပဲဒီနေ့ကျမရိတ်သိမ်းရတယ်ဆိုတာကျမတက်တည်ခံချင်ပါတယ်လို့ဘာဖြစ်လဲဆိုတော့ကျမကအခုရောက်တဲ့နေရာတိုင်းမှာကျမရောက်တဲ့နေရာတိုင်းမှာတီမတီတတ်မတတ်ကျမရဲ့ရှိတဲ့ခွန်အားအချိန်တွေကိုကျမပေးဆက်တဲ့အခါမှာဒီနေ့ဖျားခင်ဟာကျမကိုကျမချင်းခွင့်ပေးတယ်လို့ကျမကလွန်ခဲ့တဲ့အချိန်တွေမှာကျမဆရာဝန်တွေနဲ့အမြဲတမ်းကျမပြခဲ့တယ်မြေရတဲ့ result ကကြောက်ရှိနေတယ်ခွဲရမယ်ဆိုတဲ့အရာတွေကျမကအမြဲတမ်းခံစားခဲ့ရတယ်ဒါပေမဲ့ကျမကဒီဒိမ့်မတ်ကိုရောက်ပြီးတဲ့နောက်ပိုင်းကျမရဲ့ယုံကြည်ခြင်းဟာပါတယ်ဘယ်တော့မှကျမမခွဲရဘူးဆိုတာကျမရဲ့ယုံကြည်ခြင်းနဲ့အတူပေါ့နော်ဒီနေ့ကျမမခွဲရဘူးပေါ့နော်အခုကျမဟိုတနေ့ကအရင်လာပေါ့ကျမဒီဖာရာရေးရှားမှာပေါ့ကျမဒီကြောက်ကနဲ့ပတ်သက်ပြီးကျမဓာတ်မှန်ရိုက်တာပေါ့နော်သူတို့အကုန်လုံးကျမကိုပြန်ပြီးတကိုယ်လုံးသူတို့ပြန်ပြီးစမ်းစစ်တဲ့အခါမှာကျမရဲ့ဒီကြောက်ကထဲမှာပေါ့ကြောက်လုံးဝမတွေ့တော့ဘူးပေါ့အဲ့ဒါဘာဖြစ်ဆိုကျမရဲ့ဒီအချိန်ပေါ့နော်ကျမဟာယုံကြည်ခြင်းနဲ့အတူကျမအသက်ရှင်နေသူရဲ့ကျမရဲ့အချိန်ရှိတဲ့လောက်ကျမတိတဲ့လောက်တတ်တဲ့လောက်ကျမဖျားကိုစက္ကန့်မယ်ကျမအဲ့လိုမျိုးဆုံးဖြတ်ခဲ့တဲ့အကြောင်းကျမဟာတိတာမတတ်တာကိုဒုတိယထားတယ်အဲ့ချိန်မှာကျမစက္ကန့်လာခဲ့တဲ့အခါမှာတကယ်လေကျမယုံကြည်ခြင်းနဲ့အတူကျမဒီမျိုးစက္ကန့်ခဲ့တဲ့အချိန်မှာပေါ့နော်ကျမဒီလိုမျိုးကျမချင်းအခွင့်ကိုရတယ်လို့တဖနာကျမပထမဆုံးဒီမျိုးကျမလာဆိုကျမဆရာတယောက်နဲ့ကျမတွေ့တယ်ပေါ့နော်ကျမဆရာကိုကျမကလေဖြစ်ပြီးကျမတို့လူတွေကဘာလဲဆိုဆရာတွေ့ရင်ယောဂဖြစ်ဆရာဆူတောင်းဖို့ပဲကျမတို့တည်တယ်ပေါ့နော်ဆူတောင်းဖို့ပဲဆရာကြီးဆိုတယောက်တွေ့ရင်ဆူတောင်းပဲတယောက်တွေ့ရင်ကျမဆိုဆရာတွေ့လို့မရကျမဆူအရန်တောင်းခိုင်းတတ်တဲ့အချင်းရှိတယ်အဲ့ချိန်မှာဆရာတယောက်နဲ့တွေ့တဲ့အခါမှာသူကဘာပြောလဲဆိုကျမလည်းအိမ်မှာကျမအငယ်ဆုံးဖြစ်တယ်ပေါ့နော်နည်းနည်းအငယ်ဆုံးဖြစ်တဲ့အခါမှာကျမနည်းနည်းလေးဘယ်လိုပြောမလဲစိတ်တော့နည်းနည်းကျမနည်းနည်းတော့စိတ်ဖြစ်တာပေါ့စိတ်တော့နည်းနည်းကြီးတာပေါ့နော်စိတ်တော့နည်းနည်းကြီးအဲ့ချိန်မှာဆရာဘာပြောလဲဆိုတော့နင်းနဲ့နံပါတ်1ပထမဆုံးနဲ့ကိုယ့်ရဲ့အပြစ်ကိုဝင်ချရမယ်ပြီးရင်လူဆိုတာမပြည့်စုံဘူးကိုမားလိုက်တဲ့အရာတွေပေါ့အမြဲတမ်းသူများဝင်ချတောင်းပန်တဲ့အရာနေလောက်ရမယ်နော်ကျမအဲ့ဒီပြောတဲ့ကျမအဲ့ဒီအလေးအကျင့်ကိုပေါ့နော်လူဆိုတဲ့အရာမျိုးပြည့်စုံတာမရှိဘူးဒါမဲ့လေကိုဟာသူတစ်ပါးရဲ့အပြစ်ကိုအမြဲတမ်းပေါ့နော်မတူထားပေးနေပေါ့ဝင်ချတဲ့အခါမှာခွန့်လွတ်တဲ့အခါမှာကျမတို့သူများကိုခွန့်လွတ်တယ်လို့ပေါ့နော်သူများဖြတ်ခင်လေကျမတို့ကိုခွန့်လွတ်တဲ့အခါမှာတကယ်လေယောဂဝေဒနာပျောက်တယ်ဆိုတာကိုလည်းပေါ့နော်အဲ့ဆရာတပါးကျမကိုပြောပြလာတဲ့အခါမှာကျမလက်တွေ့လေးကျင့်သုံးလာခဲ့တယ်ပေါ့နော်ကျင့်သုံးလိုက်တဲ့အခါမှာကျမလည်းအချိန်အားလျော်စွာကျမလည်းဖျားခင်ကိုစကတ်လာတဲ့အခါမှာအခုဒီနေ့ကျမအရင်လားကျမတမန်တွေ့ရိုက်တယ်အခုလုံးဝကြောက်ကထဲမှာကြောက်လုံးဝမတွေ့ရတော့ဘူးဆိုတာကျမအခုဒီနေ့ကျမအနေငယ်တက်တည်ခံချင်တယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်လို့Say